မင်္ဂလာပါခင်ဗျာ The Voice of Pride ကနေကြိုဆိုပါရခင်ဗျာ The Voice of Pride ကနေကြိုဆိုပါရရှင် ဒီနေ့မှာတော့မြန်မာနိုင်ငံရှိလိင်စိတ်ကွယ်ပြားသူများ LGBTIQ+ အတိုင်းအဝိုင်းနဲ့ပတ်သက်ပြီးအများပြည်သူကြားမှာအမြင့်တွယ်နေတဲ့အယူဆမှားတွေ အထင်မြင်လွဲမှားမှုတွေကိုဖောက်ထွက်ကြည့်ရှုသွားမှာဖြစ်ပါတယ် ဟုတ်ပါတယ်နော် ဟုတ်ကဲ့ယနေ့ခေတ်မှာမြန်မာနိုင်ငံမှာ LGBTQIA လူအတိုင်းအဝိုင်းဟာပုံမမြင်သာလာတော့လေ LGBTQIA တို့ဟာကိုလိုနီခေတ်ဥပဒေများနဲ့ရှေးရိုးဆွဲထုံးတမ်းဆက်လာများဆောင်ပေါ်ပေါက်လာသည့်အယူဆမှားတွေနဲ့ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ် တကယ်ပါပဲနော်တန်တူညီမျှမှုနဲ့နားလည်မှုရရှိရေးအတွက်ဒီအယူဆမှားတွေကိုဖယ်ရှားပစ်ဖို့အလွန်အရေးကြီးပါတယ် တေချာတာပေါ့ရှင် ဒီတော့အထီးမြဲလွဲမှားမှုတွေကိုဖောက်ထွက်ပြီးအမှန်တရားငါးချက်ကိုလေ့လာကြည့်ကြရအောင် ဟုတ်ကဲ့ကျွန်မတွေးရှိထားတဲ့ပထမဆုံးအထင်မြင်မှားတစ်ခုကတော့လိင်စိတ်ကွဲပြားမှုဆိုတာအနောက်တိုင်းကတိုက်တွန်းလာတဲ့ဖြစ်စဉ်တစ်ခုပါဆိုတာပဲဖြစ်ပါတယ်အမှန်တကယ်ကတော့ကိုလိုနီခေတ်မတိုင်မီကတည်းကမြန်မာနိုင်ငံမှာလိင်မိုက်ဆိုင်ရာကွဲပြားသောဖော်ပြမှုများနဲ့လိင်ထူချစ်စင်တွေကရှိခဲ့ပါတယ် ဖြစ်နိုင်တာပေါ့နော်လင်ဒူဆက်ဆံမှုကိုရာဇဝတ်အမှုအဖြစ်တတ်မှတ်ခဲ့တဲ့ရာဇသက်ကြီးပုံမှန်ထုံးကုန်က British တို့မှမိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီးမြန်မာရိုးရာထုံတန်းအစဉ်လာကမဟုတ်ပါဘူးနောက်ထပ်ကျွန်တော်တွေ့ရှိထားတဲ့ဒုတိယအချက်အနေနဲ့ကတော့ lesbian အမျိုးသမီးတွေဟာသူတို့သဘောကျတဲ့အမျိုးသားကိုမတွေ့ရသေးလို့ပါဆိုတဲ့အယူဆပဲဖြစ်ပါတယ်တကယ်ကိုအံ့ဩမိပါတယ်အမှန်တကယ်ကတော့ LinkedIn ညုံမှုဆိုဒီမှာကာလအတိုင်းအတာတစ်ခုသို့မဟုတ်အမျိုးသားတအုပ်ပေါ်လာသည်နဲ့ပြောင်းလဲသွားနိုင်တဲ့အရာမဟုတ်ပါဘူး ဒါပေါ်ရှင် lesbian မျိုးသမီးတွေဟာအမျိုးသမီးများကိုစိတ်ဝင်စားမှုရှိကြတာကိုလက်ခံရမှာဖြစ်ပြီးအမျိုးသားတအုပ်လိုအပ်တယ်ဟုအကြံပြုခြင်းကသူတို့ရဲ့ဖြစ်တည်မှုတွေကိုဖျက်ဆီးရရောက်ပါတယ်နောက်ထပ်တတိယအချက်ကတော့စိန်ချန်ဘက်လင်ကတ်တို့ပြောင်းလဲခံယူနေထိုင်နေသူများ transgender များသည့်စိတ်ရှုပ်ထွေးနေသူတို့မဟုတ်စိတ်ယောဂရှိသူတွေဖြစ်တယ်ဆိုတဲ့ဆွဆွဲချက်ပဲဖြစ်ပါတယ် အမှန်တကယ်ကတော့ transgender ဖြစ်ခြင်းသည်စိတ်ယောဂတစ်ခုမဟုတ်ပါဘူး။ဘာကြောင့်များဆွဆွဲနေတာလဲနော်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အပါအဝင်ကမ္ဘာဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများကဒီအချက်ကိုအတည်ပြုထားပြီး transgender များသည်သူတို့ကိုသူတို့မညူမဝါဖြစ်တီကိုနားလည်ကြပါတယ်။ဟုတ်ကဲ့ကျွန်တော်တွေးထားတဲ့စတုတ္တအယူဆမှာကတော့ကျန်းမာရေးနဲ့ဆက်လက်သည့်လိင်တူဆက်ဆံသောအမျိုးသားများသည့်ယောဂများကိုပြန့်သွားစေသည်ဆိုခြင်းပဲထပ်ပါတယ်။အမှန်တကယ်ကတော့ HIV virus ပို့တစ်ခုထသည်လူတဦးရဲ့ကိုယ်ရည်ကိုယ်တင်လက္ခဏာမဟုတ်ပါဘူး တကယ်ကိုကြောက်စရာတွေခေါ်ပါပဲနော်လုံလောက်တဲ့အသိပညာနဲ့ကျန်းမာရေးစောင့်ရှောက်မှုအားနည်းပါကမယူသူဆို HIV ကိုကူးစက်နိုင်ခြေရှိပါတယ်လိင်တူချစ်သောအမျိုးသားများကိုပစ်တန့်ထားခြင်းမှာကာကွယ်မှုတွေကိုနှောင့်ယှက်စေနိုင်ပြီးသူတို့အနေနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေရရှိနိုင်မှုဝေးကွာစေပါတယ်နောက်ဆုံးကျွန်မတွေ့ထားတဲ့ပြင်စမအချက်စုတောင်းတဲ့သို့မဟုတ်အိမ်ထောင်ပြုချက်နဲ့လိင်စိတ်ကွဲပြားသူတွေကိုပြင်ဆင်ပေးနိုင်တဲ့ဆိုတဲ့အနေရှိတဲ့အယူဆပါ အမှန်တကယ်ကတော့လိင်စိတ်တိမ်ညွတ်မှုနဲ့လိင်ဝိဒေတာခံယူမှုဒီယောဂအလေးအထက်မဟုတ်ပါဘူးတကယ်ကိုအန်ဒီရရှိတဲ့အယူဆပဲနော် ဟုတ်တယ် တဆုံတူကိုလိင်စိတ်ပြောင်းတဲ့ကုသမှုခံယူဖို့အတင်းအကျပ်ပြုလုပ်ခြင်းကအန်ဒီရရှိပြီးကဘာတဝမ်းဝမ်းရှိလူအခွင့်အရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များကကန့်တွက်ဒေါ်တာထွက်နေကြပါတယ် ကျမဆိုလည်းဖြစ်မိမှာပါပဲရှင်။ယနေ့ဖော်ပြခဲ့သောအချက်လက်များကမြန်မာနိုင်ငံရှိလိင်စစ်ကွဲပြားသူများအပေါ်မှာလူတိုင်းဝိုင်းရဲ့နားလည်မှုနဲ့တန်တူညီမျှမှုကိုမြင့်တင်ပေးနိုင်ရန်အရေးရပါတယ် ကျွန်တော်ဆွေးနွေးမှုတွေကိုနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပတ်မှာပြန်လည်ဆုံတွေ့ကြရအောင် ။ကျေးဇူးတင်ပါတယ်ရှင်။နောက်ပတ်မှာပြန်လည်ဆုံတွေ့ကြရအောင်။